ရှမ်းမင်းသမီးလေးစောမွန်လှဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အနော်ဒါမင်းကြီးရဲ့မိဖုရားငယ်ဖြစ်တဲ့ရှမ်းမင်းသမီးလေးစောမွန်လှအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာမိတ်ဆွေတို့ရေစောမွန်လှဆိုတာနဲ့အနော်ဒါမင်းကြီးရဲ့အလိုတရားချင်းမြတ်လို့ရတဲ့မိဖုရားတစ်ပါးအပြင်ရွှေစာရန်စေတီတော်နဲ့မိုးကြိုစေတီတော်တို့ရဲ့ဘုရားတရားကမလို့လည်းပြည့်မြင်မိမယ်ထင်ပါတယ်ခင်ဗျာစောမွန်လှဟာပကံအင်ပါယာနဲ့ယခုယူနန်ပြည်နယ်လို့ခေါ်တဲ့နန်ချောက်အင်ပါယာကြားမှာရှိတဲ့မော်ရှမ်းပြည်စော်ပါကြီးရဲ့သမီးတော်တို့လည်းဖြစ်ပါတယ်ခင်ဗျာမော်ရှန်တို့ရဲ့တောင်တန်းမြေဖြစ်တဲ့မူဆယ်နဲ့နမ်ခမ်းမြို့ကြားမှာရှိတဲ့ဆယ်လက်ဆိုတဲ့ရွာကလေးကတော့မင်းသမီးစောမွန်လှရဲ့မွေးရစာတီလည်းဖြစ်ပါတယ်။မင်းသမီးလေးစောမွန်လှဟာအသားရည်ဖြူဝင်းချောမောပြီးတော့ရုပ်ရည်တင်သားမကနှလုံးရည်ပါပြည့်စုံကောင်းမွန်တဲ့မဲမမြတ်တူဖြစ်ပါတယ်။သူမဟာနတ်မောင်လာတဲ့စံဂီတာကိုပိုင်ဆိုင်ထားပြီးစံဂီတာဖြတ်လိုက်ရင်ဖြင့်မြေကြီးနဲ့ထိလို့နီးပါရှည်လျားတယ်လို့လည်းသမိုင်းမှတ်တမ်းတွေမှာတွေ့ရပါတယ်။တီဘောနဲ့ဒိန်းဒီတို့ရဲ့ဒေသခံပုံမြင်တွေမှာတော့ဇော်မွန်လာကိုတီဘောမင်းသမီးဒိန်းဒီမင်းသမီးဖြစ်ပုံဖော်ပြောဆိုလေးရှိကြပါတယ်။အနော်ရမင်းကြီးဟာဒါလီမျိုးကနေတရားမင်းပေးတဲ့မြာဆင်းတူတော်ကိုပင်ပြီးပကံရွှေနန်းတော်တို့အပြန်လမ်းမှာနှစ်ပြည်တော်ချစ်ကြည်ရင်းနှီးမှုရရှိစေရန်ဝိုင်းမော်စော်ဘွားကသမီးတော်စောမွန်လှအားအနော်ရမင်းထံဆက်သားခဲ့ပါရယ်။သမီးတော်ရဲ့ဆန္ဒပြည့်စေဖို့မင်းသမီးလေးစောမွန်လှကလည်းပကံနေပြည်တော်တို့လိုက်ပါခဲ့ပါရယ်။လောကီကိုညီငွေနေတဲ့မိဖုရားစောမွန်လှဟာဘာသာရေးကိုလိုက်စားပြီးသာသနာကိုအလွန်ချီးမြှောက်ခဲ့ပါရယ်။နန်းတော်ထဲမှာလည်းအရှင်အရဟံအစာရှိတဲ့ရဟတငါတို့ကိုစွန်ကုန်မပြတ်အောင်ကိုရိုင်းချက်ပြုတ်လူရန်လေးလည်းရှိပါတယ်။သူမဟာတရားတော်တွေကိုလည်းအမြဲနာယူပြီးတရားဓမ္မတို့ကိုလည်းနေ့စဉ်ပူဇော်ရွတ်ဖက်လေးရှိသူတူလည်းဖြစ်ပါတယ်။မိမိကိုရိုင်းသားမကနန်းတွေသူနန်းတွင်သားတွေကိုလည်းဗုဒ္ဓဘာသာအပေါ်ကြီးညိုကိုးကွယ်လာစေဖို့အမြဲတိုက်တွန်းအားပေးခဲ့ကြောင်းလည်းတမိုင်းစာပေတွေမှာဖော်ပြထားပါတယ်ခင်ဗျာ။အနော်ဒါပြည့်ရှင်မင်းကြီးကလည်းဘာသာတရားကိုအလေးထားသူပြီးဘာသာတရားကိုကိုင်းဆိုင်နေရှမ်းမင်းသမီးလေးစောမွန်လာကိုအများနဲ့မတူတမှုထူးပြီးအချစ်ပိုခဲ့ရှာပါတယ်။ဒါပေမဲ့မင်းသမီးလေးစောမွန်လာဟာကံမကောင်းရှာခဲ့ပါဘူး။အနော်ဒါမင်းများဟာမင်းသမီးလေးစောမွန်လာကိုအလွန်တရာချစ်မြတ်လို့တော်မူတာကြောင့်မိဖုရားချင်းချင်းမနာလိုမောင်းတမှုတွေဖြစ်လာခဲ့ပါတော့တယ်ခင်ဗျာ။မိဖုရားစောမွန်လာနှထောင်းကွင်းမိပူဇော်ထားတဲ့မြတ်စွာဘုရားဓာတ်တော်ငွေတော်တွေကိန်းအောင်နေတဲ့နှထောင်းတော်တွေဟာညအချိန်ဘုရားအားပူဇော်ချိန်မှာဓာတ်တော်ရောင်တော်များကိုမြူလာခဲ့ပါတော့တယ်။ဒီလိုနှထောင်းတော်ကနေအယောင်များထွက်နေတာကိုမိဖုရားစောမွန်လာပေါ်မှာမနာလိုတဲ့မိဖုရားတချို့ကမိဖုရားစောမွန်လာဟာဆုံးတော့စားတယ်လို့အနော်ဒါမင်းထံကိုဂုံချော်ခဲ့ကြပါတော့တယ်။ဒါအပြင်မိဖုရားစောမွန်လာရဲ့ခမီးတော်နဲ့မောင်တော်တို့ပို့လိုက်တဲ့မွေးရအလွမ်းပြေရှမ်းစားစာရီဖြစ်ကြတဲ့ဤကုတ်ဝါပူငချင်းတို့စားနေတာကိုလေပိုးကောင်စားတဲ့စုံမျိုးစုံမလို့ဆွဆွဲပြီးဘရင်ကိုခေါ်ပြခဲ့ပါတယ်ခင်ဗျာ။မိဖုရားစောမွန်လာကလည်းမိမိဟာရတနာသုံးပါးကလွဲရင်မိသည့်အရာကိုမှမကိုးကွယ်လက်မခံခဲ့ကြောင်းရှင်းပြပြီးအကယ်၍မိမိကိုမယုံကြည်ခဲ့ရင်နန်းတွင်းကနေထောက်ခွာခွင့်ပြုပါမိမိမရှိလျင်နန်းတော်မှာပိုး၍အေးချမ်းပါလိမ့်မယ်မွေးရထားနေမောရှမ်းမြေကိုသာပြန်ပါရစေလို့အနော်ဒါမင်းထံကိုခွင့်တောင်းသနာခံခဲ့ပါတော့တယ်အနော်ဒါမင်းကြီးကလည်းမင်းသမီးလေးကိုပြီးတော့ပြန်ခွင့်ပြုလိုက်ပါတော့တယ်ခင်ဗျာထို့သောဖြင့်မင်းသမီးလေးစောမွန်လာဟာအချွေအရန်နှဲငယ်နဲ့မွေးရရှမ်းပြည်ဖြစ်တဲ့ဆယ်လက်ဆိုတဲ့ခမီးတော်ရှိရာထံပြန်ခဲ့ပါတော့တယ်အပြန်လမ်းမှာပန်းချောင်းကိုဖျက်ကူးချိန်ဖျားတက်တော်များကိန်းရောက်နေတဲ့နှထောင်းတော်တစ်ပတ်ဟာလမ်းခရီးမှာကြွကြခဲ့ပါသည်။ကြေးရဲကြတဲ့အထင်းနဲ့ရင်ငုပ်ရှာခဲ့ပေမဲ့လည်းနှထောင်းတော်ဟာမတွေ့ပဲကောင်းကင်ရံကိုမောကြည့်လိုက်ချိန်မှာတော့စာတငယ်ပေါင်းဝင်းရနေတဲ့နှထောင်းတော်ကိုတွေးလိုက်ရပါတော့တယ်။ဒီချင်းရာကိုမြင်လိုက်တော့မိဖုရားစောမွန်လာကလည်းရှစ်ကိုအထိတ်ထန်လိုက်တဲ့အခါမှာတော့နှထောင်းတော်ဟာမိဖုရားစောမွန်လာရဲ့နောက်မှာဝင်းမြဲတိုင်းပြန်လဲတည်နေပါတော့တယ်။အခုလိုနှထောင်းကြရပန်းချောင်းကိုတော့နှထောင်းကြအချောင်းရည်လို့ယနေ့ထက်ထိခေါ်တွင်နေကြစေပါ။အဲ့ဒီနှထောင်းကြားတဲ့နေရာနဲ့ဓမ္မယအကွာမှာရှိတဲ့ဒေါက်တာဝရီဘေးအဘယဂေမာကုန်းတော်ပေါ်မှာစတမေးငိမ့်9000ပြီးစေတီတော်ကိုနှထောင်းတော်ထာပနာကရွှေစာရန်လို့အမည်ပေးပြီးတည်တော်မူခဲ့ပါသည်မိဖုရားစောမွန်လာဟာဖျားမပွားဝါကိုဖခင်မီးတော်ရဲ့ကျေးဇူးတော်ကိုရည်စူးကဖခင်ရှိရာရှမ်းပြည်ဘက်ကိုလှည့်ထားခဲ့ပါသည်မိဖုရားစောမွန်လာစေတီတေတာကိုအနော်ထာမင်းကြီးကြားသိရချိန်မှာတော့အထောက်တော်တွေကိုဆဲလွတ်ပြီးစေတီမဟုတ်မြည်သည့်ဘက်လှည့်သည်ကိုစုံစမ်းခိုင်းပါတော့တယ်အကယ်၍မဟုတ်ဟာရှမ်းပြည်ဘက်ကိုလှည့်ထားပါကစောမွန်လှအားတက်ခဲ့စီဗကံပြည်ပလှည့်ထားပါကအသက်ချမ်းသာစေရလို့အမိန့်တော်ပါလိုက်ပါသည်ဒီသတင်းကိုစောမွန်လာကြားတဲ့အခါမှာတော့ညာရင်းချင်းပင်မိမိပြုခဲ့သည့်ကုသိုလ်ပြုအတိတ်ထံပြီးမြစေတဲ့ရွှေပင်တစ်ပတ်ဖြင့်ဘုရားကိုလှည့်လည်ရာမောဘဝါဟာရှမ်းပြည်ဘက်မကျဗကံပြည်ဘက်မကျရောက်ရှိနေပါတော့တယ်မိုးလင်းတော့မင်းချင်းတို့မြင်ပြီးမင်းသမီးလေးမှအသက်ချမ်းသာရခဲ့ပါတော့တယ်ဒီအချင်းအရာကိုအနော်ဒါမင်းကြီးကြားသိရတဲ့အခါမှာတော့ဝမ်းမြောက်ဝမ်းသာတာကြောင့်ရွှေစာရန်စီဒီပတ်လည်မှာမြေဧက1000လှူဒန်းခဲ့တယ်လို့လည်းရာဇဝင်သမိုင်းစာပေတွေမှာတွေ့ရှိရပါတယ်ခင်ဗျာဖခင်မီးတော်စော်ဘွားကြီးလည်းမင်းသမီးလေးပြည်တော်ပြန်လာကြောင်းသိရတဲ့အခါမှာတော့ရင်ထဲမှာအလုံးပူလောင်ပြီးမင်းသမီးလေးစောမွန်လာရဲ့အမွာမောင်တော်ဖြစ်တဲ့ဥပယာဇသားတော်စကားရှမ်းမြမကောဝစောခွန်အောင်ကိုတွားရောက်ကြိုစေခဲ့ပါသည်
မင်းသမီးလေးစောမွန်လာဟာမိုးရက်ရှမ်းပြည်အပြန်ခရီးမှာဇယ်ဒီရှစ်စုတဲခဲ့ပြီးယခုတီဘောမြို့သားအရောက်မှာတော့ကြမ်းရှိနေတဲ့နရောင်တစ်ဖက်ကိုထောက်ပနာက9000အမြင့်ရှိတဲ့ဇယ်ဒီတစုထပ်မံတည်ခဲ့ပြန်ပါတယ်။ထိုဇယ်ဒီတော်တီနေချိန်မှာပဲမင်းသမီးလေးစောမွန်လာဟာလန်ခရီးတစ်လျှောက်လူရောစိတ်ပါပင်မဲ့ဆင်းရဲပြီးနာမကျန်းနေတာအကြောင်းမောင်တော်နဲ့မဆုံခင်မှာပဲကန်တော်ကုန်းခဲ့ရှာပါတယ်ခင်ဗျာ။ထိုဇယ်ဒီများအားဘာကမီတော်လာရောက်ကြိုဆိုသောအနေဖြင့်ရှမ်းဘာသာအရဘောဂျိုဇယ်ဒီလို့ခေါ်တွင်ခဲ့ပါတယ်။မိဖုရားစောမွန်လာရဲ့ကူပိမှန်ကိုလည်းအယိုးစေဒီဖြစ်တီဘောမြို့ဒီမှာယနေ့ထက်ထိတိုင်းတွေ့မြင်နိုင်ပါတယ်။ဘောဂျိုစေဒီတော်တို့မှာအမတော်စောမွန်လာရဲ့နန်းနန်းလေးတည်ရှိပြီးမြန်မာနိုင်ငံအနှံ့မှာလည်းအမတော်စောမွန်လာရဲ့ရုပ်ထုတွေထုလုပ်ပြီးပူဇော်ပါးကြနေကြပါတယ်။ရှမ်းနဂါတိုင်းမဲတော်အမတော်စောမွန်လာရဲ့လို့လူသိများပြီးတချို့ကလည်းမင်းသမီးစောမွန်လာဟာတိုင်နန်းရှင်လည်းမဟုတ်နတ်လည်းမဟုတ်ဘာသာသာသနာကိုကြီးညိုလို့နဲ့ဖရာဒါယကမတရားအဖြစ်ယုံကြည်ကြပြန်ပါတယ်။မော်ရှန်တို့ရဲ့ဧကရီအနော်ထာပြည့်ရှင်မင်းရဲ့မိဖုရားဖြစ်တဲ့ရွှေဆိုင်ရန်စီဒီနဲ့ဘောဂျိုစီဒီတော်တို့ရဲ့ဖရာဒါယကမစောမွန်လာရဲ့တမိုင်းကတော့ယနေ့တိုင်းပါဇက်ရာဇဝင်ပေါင်းများစွာနဲ့လွမ်းမောပွေရာထင်ကြံနေပါတော့တယ်ခင်ဗျာမိတ်ဆွေတို့လည်းလန်ခီတင်ခဲ့ရင်မန္တလေးမြို့အဒီမှာရှိတဲ့ရွှေဆိုင်ရန်စီဒီတော်နဲ့တီဘောမြို့အဒီမှာရှိတဲ့ဘောဂျိုစီဒီတော်တို့ကိုတွားရောက်ဖူးမြော်လေ့လာနိုင်ပါအကြောင်းပြောကြရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာနောက်ထပ်လည်းမိတ်ဆွေတို့ဘုဒ္ဓတာရစေနိုင်မယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမယ်ကျွန်တော်တို့ရဲ့ Study Note Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ